ညီမရဲ့နာမည်ကမဝဝါကြီးဖြစ်ပါတယ်ဟိုညီမရဲ့သမီးလေးကမက်ခစ်3ချဲ ARV တိုင်းမြန်အောင်မြို့ပါပါကလေးကနှလုံးသွေးကြောပြောင်းပြန်ရဲ့ဟိုအပေါက်က9ပေါက်ပါတယ်နှစ်လသမီးမှာအသားလေးတွေစပြီးတော့ပြာလာတယ်ပေါ့ယောဂလက္ခဏာစပေါ်လာတယ်ပေါ်လာတော့ကန်တာယာဆေးရုံမှာပြပြလိုက်တာဆရာကြီးနဲ့ဆရာကြီးရှိမှပြန်ရနေပြီးတော့ကိုဆိုင်နဲ့ချိတ်ပေးလိုက်တယ်ပေါ့ဆရာဆိုင်တို့နဲ့အကုန်လုံးပြည့်စုံအောင်လုပ်ပေးတယ်လေလက်မှတ်ကအစားဆရာဆိုင်တို့အကုန်အစင်ပြေအောင်လုပ်ပေးတယ်လေရင်စိတ်ထီရောက်ကုန်ပို့ပေးတယ်ပေါ့ဟိုကတစ်လအတွင်းမှာပဲသွားပြစ်လိုက်တယ်အပိုလိုဆေးရုံမှာအိန္ဒိယနိုင်ငံအပိုလိုဆေးရုံကြီးမှာသားမိ2ယောက်ထဲသွားရတာဟိုမှာအကုန်လုံးဆရာဆိုင်တို့အဖွဲ့ကအကုန်ကူညီပေးတာဟိုကစကယ်ပြန်နေရအစအကုန်လုံးဟိုဟိုတယ်မှာနေတာအစအကုန်လုံးအဆင်ပြေပါတယ်ညီမတို့ရောက်ချင်းနေမှာပဲဆေးရုံတက်လိုက်ရတယ်ညီမဟိုက3ရက်ပြည့်တဲ့နေ့မှာသမီးလေးကိုခွဲတယ်ခွဲပြီးတော့ဆေးရုံမှာဟိုဒါပဲကြာမယ်ဆေးရုံတက်တဲ့ရက်နဲ့ဆို10ရက်ပဲကြာမယ်ခွဲပြီး9ရက်ပဲနေရတယ်ပေါ့ဆေးရုံမှာဟုတ်ကလေးကပုံမှန်ဖြစ်နေပြီလို့ပြောတယ်ဆရာအကုန်ကောင်းမွန်နေပြီအစတော့ပလက်ကလေးပဲနေနိုင်တာအခုတော့တန်တန်မမနဲ့အကုန်ဒီတက်ကိုပြီးတော့အောင်မြင်ပါစေပေါ့ညီမတို့ကိုအစရရကူညီပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်